ဒါကတော့ကိုရီးယားတောင်မြုံပွဲအကြောင်းအပိုင်းလေးပေါ့ကွာပရာလောကတော့လက်ဝင်တဲ့တွေအကြောင်း translator တွေအကြောင်းသူတို့ကတိုင်းတိုင်းဆိုစကားပြောတာအဖွားကပြောတာအဖိုးကပြောတာပေါ့နော်အဖိုးတွေဖွားတွေပေါ့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့သူက ancestor တွေကတဆင့်သူတို့ကဒီဆုံးသွားပြီမဲ့လေသူတို့ဆောက်ရှောက်တယ်ဒါဒီအရှိတိုင်းမှာတော်တော်လေးမှားယွင်းနေတဲ့ယူဆကွာအဖိုးဖွားတွေလွတ်မပေးဘူးမင်းတို့ကောင်တွေဒါတော်တော်များနေပြီငါသားငါဖိုးဆိုငါမြည်ဆိုငါပိတ်ရိုက်ပါရမယ်ငါတေသွားငါဘွားနောက်ဘွားရောက်မင်းတို့ကမကျွတ်မလွတ်နဲ့ငါ့ကိုကျွေးထားတာဘာလီမအဆိုးဆုံးပဲအိမ်ရှိမှာခေါ်စာပြစ်တာလို့ခေါ်တယ်ဘာလီမအကုန်လုံးအိမ်ထဲကပြစ်ထားတယ်မင်းလည်းမွေးတယ်တည်းငါလည်းတည်းမွေးတယ်လေအဲ့တော့လာမလားမင်းလည်းငါချငါလည်းမင်းချမှာပဲဆိုတော့ဘာလီရောက်ဖို့တဲ့သူတွေသိတယ်ကျွန်တော်ကဒါရှောက်ပြောနေတာမဟုတ်ဘူးကွာကျွန်တော်နိုင်ငံတကာတွေတွားနေတယ်တရေမျိုးစုံကြုံမှုတယ်နိုင်ငံတကာတရေမျိုးစုံကြုံမှုတဲ့လူကွာယူရိုပဘက်ကပို့ဆိုတယ်အမေရိကပို့ဆိုတယ်ကျွန်တော်အမေရိက၄ခေါက်ရောက်ဘူးတယ်အမေရိက၄ခေါက်လုံးတရေ6ခံဘူးလေဘာမှမဆမ်းပါဘူးမင်းကမင်းနေငါနေကျွန်တော်ပြောသလိုပဲတရေကြောက်ဆံမလို့လူတွေကစောက်ချင်းရုပ်တာတရေတွေကစောက်ချင်းမရုပ်ဘူးသူတို့မှကုညီတောင်းတာမတနာတယ်တနာခံတာပေါ့နော်ဒါပဲဒါထားလိုက်တော့ပရလောကကြောင်မပြောချင်ဘူးခုလောဆယ်နက်ဝင်တဲ့တွေကြောင်ပြောမယ်နက်ဘူးတယ်နော်နက်ကြောဒါနက်နဲ့ဒါထိမ်းများထားတယ်နဲ့ဒါ agreement လုပ်ထားတယ်ပေါ့နော်ဒါထိမ်းများတယ်ဆိုတာဒါနက်ကြောဆိုတာသူ့လိုနဲ့သူလုပ်တယ်ဒါပေမဲ့ तू ကဘာလဲဆိုတော့အတိတ်ကိုပိုသိတယ်သူကပြစ္ဆုတ်ပံကိုပြောဖို့ဆိုတာခက်တယ်တော်ပြောလို့ပဲလူတယောက်ရဲ့ကောင်းကြီးဆိုးကြီးဆိုတာ तू ဒီလူတိုင်းဒီကျွန်တော်တို့ဒီလူလောကလူဖြစ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်လူဆိုတာအကောင်းဆုံးရောနေတာကကြမကိုဖတ်ဖို့မလွယ်ဘူးအရန်ခက်တယ်ဒါပေမဲ့အဲ့ဒီမှာဘယ်သူတွေမှန်လဲခုဒီတောင်ကိုရီးယားတောင်မြုံစီရီပွဲပေါ့နော်ဒါကျွန်တော်ကစတာပါဒါတော်တင်စားလိုက်တယ်ကျွန်တော်လည်းမြန်မာတောင်မြုံပွဲဆိုပြီးကျွန်တော်ကဒါအဲ့မှာဘာပဲပြောစီရီတွေရိုက်လို့တော့ရသေးတယ်ပေါ့နော်ကျွန်တော်ချိတ်ပေးမယ်ကျွန်တော်မှနှက်ဝင်တွေလည်းရှိတယ်ပေါ့ကြားမြင်တွေလည်းရှိတယ်နော်ကျွန်တော်ယုံကြည်ပြီးကြားမြင်ဟောရင်လွဲမှာပဲနော်သူတို့ကအဲ့လိုယုံကြည်ပြီးဟောတာရှိတယ်ပေါ့နော်လွဲမှာပဲဆရာဝန်ရုပ်မှာမပေါက်တာဘူးအဲ့လိုမျိုးဟောလို့မျိုးတကယ်ကျွမ်းတဲ့သူကတော့သိတယ်နောက်တစ်ခုပြောပြအောင်မယ်ဘာလဲဆိုတော့ဘယ်ရောက်သွားတော့အဲ့တော့ပြောချင်တာအဲ့လိုမျိုးသူကနမိတ်ဖတ်တဲ့သူဆိုတာရှိတယ်သူကဘာလဲဆိုဇာတာတွက်တဲ့သူတွေလည်းရှိတယ်အဲ့ကိုရီးယားတောင်မြုံစီရီထဲမှာသူတို့ကအဲ့ဇာတာချက်လက်တွက်တဲ့ဟာတားတော့ဟောတာဒါတွေကထွက်တယ်သူမှန်တာတွေရှိတယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံဆိုဆရာကိုမန္တလေးမြန်မာပြည်မှာဆိုရင်သူကအဲ့ဒီဇာတာကိုတွက်တာတော်မှန်တယ်ကျွန်တော်2019ကဟောထားတာတော့ဗာလဲဆိုတော့ခုနှစ်ပိုင်းချလိုက်ဘယ်နှစ်ခုနှစ်မှာဘလို့ဖြစ်မယ်ဒါကြတိတ်ပန်ကြီးကြာကြီးလောင်ကြီးကျလက်တီကျနဲ့တွက်တာကွာသိလားဟိုလိုမျိုးဆိုင်တွက်သူကစာအုပ်ကြီးနဲ့တွက်တာအဲ့တော့လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်2018 19ကမှကျွန်တော်လည်းဘောင်းမိတာဘာလို့မဟုတ်ဒီလူနာမည်ကြီးနေဆိုတော့မယုံဘူးပေါ့ကွာစတော့မယုံသွားမိတယ်အော်ထားလိုက်တယ်သူကကျွန်တော်စာအုပ်လေးထုတ်ပေးထားလိုက်တာပေါ့နော်ကျွန်တော်ဗာ2018 19ကပြောတာမီဒီယာရုံးမှာတဲ့ကြော်ကြားမယ်တဲ့ဖြစ်နိုင်မှာမလားငါတရုပ်ကြီးနဲ့မီဒီယာနဲ့ငါနဲ့ပါဆိုင်လို့ခု TikTok မှာထားပါတော့ဆရာကိုဗျသူကဇာတာတို့တဲ့ဟာတွေလည်းမှန်တယ်